ညနိုင်ခဲ့တဲ့ Liverpool နိုင်ခဲ့တဲ့နိုင်ပွဲကနေပြီးတော့ Manchester United အတင်း turn around ပြန်ပြီးတော့ဖြစ်လာနိုင်လားအားလုံးပဲမင်္ဂလာပါလို့ပြည်သူကြပါစေ The Weight of Man United ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်က Philip ပါဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ပြီးခဲ့တဲ့ညကကန်ခဲ့တဲ့ပွဲပေါ့နော်ဒီ Liverpool အတင်းနဲ့ Manchester United အတင်းတို့ရဲ့ပြောမဆုံးမအောင်1300ဖြစ်ခဲ့တဲ့ပွဲပေါ့နော်အဲ့ဒီပွဲရဲ့နောက်ဆက်တွဲအနေနဲ့ဒီပွဲစဉ်ကနေရလာတဲ့ကျွန်တော်တို့ turn around ဖြစ်စဉ်လေးဖြစ်လာနိုင်လားဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ဒီနေ့မှာဆွေးနွေးပေးသွားချင်တာလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ Ruben Amorim ရဲ့ Manchester United အသင်းရဲ့ United အသင်းရဲ့တာဝန်ရှိတဲ့သူတွေပေါ့နော် Sergeant Ratcliffe တို့ပြီးလို့ရှိရင် Omar Barada တို့ Jason Walcott တို့ပေါ့နော်။ဆိုတော့သူတို့တွေအကုန်လုံးကလက်ရှိManchester United အသင်းနဲ့ turn around မှာဘယ်လိုမျိုးပြန်ပြီးတော့ဖြစ်လာနိုင်လဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ပထမဆုံးစပြီးတော့ခေါင်းစဉ်တစ်ခုအနေနဲ့ဆွေးနွေးခြင်းတယ်ပေါ့နော်။ဘာလို့ဒီကိစ္စကိုကျွန်တော်ဆွေးနွေးရလဲဆိုလို့ရှိရင် Sergeant Ratcliffe ကပြီးခဲ့တဲ့ဂျပန်လေးကပဲပြောခဲ့တာရှိတယ်။ကျွန်တော်တို့ကနီးပြ Ruben Amorim ကို3နှစ်အချိန်ပေးထားမှာပြီးလို့ရှိရင်ဒီကြားထဲမှာလည်းထုတ်ဖို့အစီအစဉ်လည်းမရှိဘူး။ထုတ်ဖို့အကြောင်းအရာလည်းမမဲရမရှိဘူးဆိုပြီးတော့သူကပြောထားတာရှိတဲ့နောက်ဆက်တွဲမှာလက်ရှိ United က result ထပြီးတော့ကောင်းလာတယ်လို့ပြောလို့ရတယ်ဗျ။ Sunderland ကိုနိုင်တယ်ပေါ့နော်။ Liverpool ကိုလည်းအဝေးကွင်းမှာသွားပြီးတော့ခက်ခဲနဲ့နိုင်တယ်ပေါ့နော်။ဆိုတော့ Liverpool ဆိုလို့ရှိရင်အတိအသာဆုံးနဲ့အထင်သာအမြင်သာဆုံးပဲပေါ့နော်။ Liverpool ဘလောက်ပဲညံ့နေပါစေဆိုးရွားနေပါစေဗျာ။ United အသင်းဆိုတာက Anfield ကိုရောက်သွားပြီဆိုလို့ရှိရင်မနိုင်တာတော်တော်လေးကြာခဲ့ပြီ။နှစ်အားဖြင့်အတိအကျပြောရမယ်ဆိုရင်ဒါလွန်ခဲ့တဲ့6နှစ်ပေါ့2016ကနောက်ဆုံးနိုင်ခဲ့တာအဲပွဲစဉ်မှာကျွန်တော်မှတ်ရပဲ Wayne Rooney ဂိုးသွင်းခဲ့တာလားမသိဘူးဆိုတော့ဂျာစီအဖြူအောင်နဲ့ပဲပေါ့နော်အဲ့တုန်းကလည်းကော်လန်လေးမှာအမဲလေးနဲ့တာမသိဘူးကျွန်တော်မှတ်မိတော့ပြောပြတာကျွန်တော် first day ပိုင်းလည်းမကြည့်ထားဘူးပေါ့နော်ကျွန်တော်မှတ်မိတော့ပြန်ပြောပြတာအဲ့မတိုင်ခင်တော့နိုင်တာဆိုရင်တော့ Juan Mata ဒီ bicycle kick နဲ့သွင်းတာပဲတော့ရှိလိမ့်မယ်ဆိုတော့ထားပါတော့အဲ့လိုမျိုးပွဲစဉ်တွေကနောက်ဆုံးနိုင်ခဲ့တာဗျအခုချိန်မှာပြန်နိုင်တယ်ဆိုတာကတိုက်ဆိုင်မှုတစ်ခုတက်တော့မဟုတ်ဘူးလို့တော့ကျွန်တော်ကထင်တယ်ဘာလို့လဲဆိုတော့လက်ရှိနီးပြ Ruben Amorim ရဲ့ turn around ပြန်ပြီးတော့ဖြစ်လာနိုင်လားဆိုတဲ့ဥစ္စာလေးလည်းကျွန်တော်ခေါင်းထဲမှာတော်တော်လေးပေါ်လာဖြစ်တဲ့အတွက်ဒီနေ့မှလာပြီးတော့ဒါကိုဆွေးနွေးတာပေါ့နော်ဘာလို့လဲဆိုတော့United က Portuguese လူမျိုးတွေနဲ့တော်တော်လေးအကျိုးပေးတယ်။ကျွန်တော်မှတ်မိတော့ပြောရမယ်ဆိုလို့ရှိရင်ဒါ Sporting Lisbon ကလာတဲ့ကစားသမားတွေဆိုလို့ရှိရင် United နဲ့တော်တော်လေးအကျိုးပေးတာကိုကျွန်တော်တို့တွေ့ရတယ်။ Cristiano Ronaldo ရှိမယ်ပြီးရင် Luis Nani ရှိမယ်ပြီးလို့ရှိရင် Marcos Rojo ရှိမယ်ပြီးရင်ဒီ Ruben Amorim ရှိမယ် Bruno Fernandes ရှိမယ်ပေါ့နော်။မြန်မာအခေါ်ဆိုတော့ Fernandes ပေါ့ဗျာ။ဆိုတော့သူတို့တွေရှိမယ်ပေါ့။ဆိုတော့ဒီလူတွေထဲမှာကျွန်တော်မှတ်မိတဲ့လောက်နဲ့လမ်းမီတဲ့လောက်ညံမီတဲ့လောက်ပြပြရမယ်ဆိုရင် Marcos Rojo တယောက်လောက်ပဲတိတ်ပြီးတော့အသင်းနဲ့အံဝင်တာပေါ့နော်။ကျန်တဲ့ကစားသမားတွေတော်များက United ကိုအကျိုးပြုတာများတယ်ဒီလိုအခြေအနေတွေကြောင့် Ruben Amorim ကလည်းအစပိုင်းမှာတိုင်ပတ်နေပေမဲ့သူကိုယ်တိုင်လည်းယုံကြည်မှုပြန်ရှိလာတယ်ပြီးတော့အသင်းပိုင်ရှင်တွေဘက်ကလည်းမထုတ်တော့ဘူးဆိုတော့ Randy ကိုတခုကိုသူကခန်းခန်းမှာ3နှစ်စာလောက်ရထားရဖြစ်တဲ့တော့ကြောင့်သူလိုချင်တဲ့ပုံတခုကိုစပြီးတော့ဝင်လာတယ်လို့တော့ကျွန်တော်ခံစားရတယ်ဗျာအခုနောက်ပိုင်းပွဲစဉ်တွေမှာ United ကိုကြည့်ရတာ comfort တော်တော်လေးဖြစ်တယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင် United ကိုကြည့်မယ်ဆိုလို့ရှိရင်ဗျာကျွန်တော်ပြုတ်စပြင်းတောင်းနဲ့နောက်တန်းတွေကလည်းဟောဒီမှာပလိုင်းပေါက်နဲ့ဖားကောက်နေသလိုပဲနောက်တန်းတွေကဒိုးပေါက်ကြီးတွေဂိုးတွေဝင်ဂိုးသမားတွေကလည်းတောင်ဖန်းမြောက်ဖန်းဂိုးသမားကလည်း stable မဖြစ်နောက်တန်းတွေကလည်း stable မဖြစ်အဲ့လိုမျိုးတွေဖြစ်နေတာကနေပြီးတော့အခုအချိန်မှာအသင်းကတူတူတန်တန်လေးဖြစ်လာတယ်လို့ပြောလို့ရတယ်solid ဖြစ်လာရတော့မဟုတ်ဘူးဆိုရင်လမ်းကြောင်းမှန်ပေါ်ရောက်လာတယ်ဆိုတဲ့ခံစားချက်မျိုးလေးတော့ခံစားရတော့အမှန်ပဲပေါ့နော်ပြီးတော့ပွဲတစ်ပွဲစပြီးတော့ approach လုပ်တယ်စကန်ပြီဆိုကြတဲ့ကလည်းမရှုံးနိုင်ဘူးဆိုတဲ့ခံစားချက်ကကျွန်တော်တို့စိတ်ထဲမှာတော်လေးခံစားရတယ်ပေါ့နော်အဲ့ဒီဥစ္စာကလည်းမတိမတာနဲ့ကျွန်တော်တို့လိုမျိုးဘောလုံးပွဲကြည့်နေကြသူတွေဆိုရင်တော့သိတယ်ဗျာဒီပွဲစဉ်ကစလာကြတဲ့ကကိုယ့်အတင်းကရှုံးနိုင်လားမရှုံးနိုင်ဘူးလားကိုအားပေးတဲ့အတင်းကကိုကြည့်နေတဲ့အတင်းကရှုံးနိုင်လားမရှုံးနိုင်ဘူးလားဆိုတာဒါဘောလုံးပွဲကြည့်နေကြသူတွေဆိုလို့ကျွန်တော်သိလိမ့်မယ်အဲ့ဒီခံစားချက်ကဒါကျွန်တော်လည်းတိတ်မပြောပြတယ်အဲ့လိုမျိုးလူတွေဆိုလို့ကျွန်တော်သိတယ်ဗျာဆိုတော့ United မှာအဲ့လိုမျိုး feeling တခုစပြီးတော့ခံစားလာရတယ်လို့ပြောလို့ရတယ်အဲကြောင့်မလို့လေ turn around ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ခံစားချက်ကျွန်တော်ရင်ထဲမှာတော်တော်လေးခံစားလာရတာပေါ့နော် Ruben Amorim က Portuguese ဖြစ်တယ်ပြီးလို့ရှိရင် Sporting Lisbon ကလာတယ်ပြီးတော့လက်ရှိမှာ Portuguese လူမျိုးတွေလည်းရှိတယ်တခုပဲရှိတာ तू ကခေါင်းနည်းနည်းလေးမာတာလေးရောရှိတယ်ကျန်တာအကုန်လုံးမှာ Ruben Amorim တော်တော်လေးအဆင်ပြေလာတာကိုတွေ့ရတယ်ကျွန်တော်တို့ဒီ on paper ပေါ်မှာဗျာစာရွက်ပေါ်ကအနေထားရတာ तू က9ယောက်နောက်တန်းလို့3ယောက်နောက်တန်းလို့စော့နေမှာတကယ်သူကout of position ဖြစ်သွားတဲ့အချိန်တွေမှာကစားတဲ့ပုံစံကြတော့ 4-4-2 shape နည်းနည်းလေးဆန်တယ်ပေါ့နော်ဆိုတော့ဟို press လိုက်ပေးတဲ့ပုံစံ 4-4-2 ပုံစံမျိုးနဲ့ပေးတာဆိုတော့ဘာပြော United က out of position မှာတပုံပြီးရင်ဒီ in position ရောက်သွားလို့ရှိရင်တပုံပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးဆော့တာလေးကတော်တော်လေးကိုရုပ်လုံးပေါ်လာတယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းဗျာကစားသမားလေးလို connection မိပြီးတော့တော်တော်လေးညှော်လင်းစရာကောင်းလာတယ်လို့ပြောလို့ရတယ်ဥပမာ Benjamin Shesh ကိုသူ့အနေနဲ့သူဂိုးတွေသွင်းပေးထားနိုင်တယ်တိုက်စစ်မှာဆိုလို့ရှိရင် Matthias Cunha လားတစ်ဖက်က Brian Mbeumo လားအကုန်လုံးပါဗျာသူ့အနေနဲ့သူ connection ရှိပြီးတော့ဂိုးတွေသွင်းလာနိုင်တယ်ပြီးတော့ကွင်းလယ်မှာတော့နည်းနည်းလေးအခုချိန်ဒီလိုအပ်ချက်ကတော့ကြီးနေတုံးပဲပေါ့နော် Bruno မထည့်ဘူးဆိုလို့ရှိရင်နီးပြကိုရန်ကလည်း
ကိုဗီမင်နူကိုမကြိုက်တဲ့အတွက်ကြောင့်အဲ့နေရာမှာဥဂါဒီကိုပဲသုံးမရမှာဥဂါဒီနဲ့ကက်စမရိုနဲ့တွဲမယ်ဆိုပြန်တော့လေဘောလုံးကဖက်စင်ပေးမဲ့လူကမရှိတော့ပြန်ဘူးပေါ့နော်ဆိုတော့နောက်ဆုံးကျတော့လေအဲ့နေရာမှာဘရူနိုပဲပြန်ထားပြီးလို့ရှိရင်ကျွန်တော်ပြောနေကြလို့ပဲတန်ပတ်မကုန်ခင်ထိကက်စမရိုကိုသုံးနည်းနည်းလေးကက်စမရိုကျလာပြီးအဝါတွေပါယူလာပြီးဆိုလို့ရှိရင်သူ့ကိုထုတ်ပြီးရင်ဘယ်သူ့ကိုထည့်မလဲကျွန်တော်တို့ဒီပြဗျာတမယိုးကြဆန်တယ်လို့ပြောအောင်လေဒီနေရာမှာဥဂါဒီကိုမထည့်ဘူးဆိုလို့ရှိရင်ထည့်စရာဘာမှမရှိဘူးကျွန်တော်တို့အဆောင်ရတာထိုဘီကောလီယာတို့ဘာတို့ထားရမယ်ဆိုလို့ရှိရင်တော့မစိုးဘူးဆိုရင်ဒီကောင်ကိုလည်းအငှားချလိုက်တာဟုတ်ဆိုကိုဗီမင်နူကိုလည်း तू ကမကြိုက်တဲ့အတွက်ကြောင့်ဥဂါဒီကိုပဲတုံးတယ်ဆိုတော့အဲ့နေရာမှာတော့နည်းလူဝဲချက်ကတော့ကြီးနေသေးတယ် January မှာတော့အဲ့နေရာတေချာပေါက်ကိုလူခေါ်တဲ့တယ်လို့ကျွန်တော်တို့မြင်တယ်ဘာပြောနောက်တန်းနဲ့ကိုသမားကလည်းတော်တော်လေး solid ဖြစ်ပြီးတော့အတွဲဖက်မိလာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ Sunny Lemons ကိုလည်းချီးကျူးရမယ်ဘာလို့လဲဆိုတော့ Sunny Lemons ကကို့အတင်းကဂိုးမပေးရဘူးဆိုတော့စိတ်လုံခြုံနေဆိုတဲ့ခံစားချက်ကတော်တော်လေးခံစားရတယ်ဒီကိုသမားစီကနေအမားမလုပ်ဘူးဆိုတော့ခံစားချက်မျိုးတော့တော်ရတယ်ဗျာကျွန်တော်ပြီးခဲ့တဲ့200ဒီလောက်က အန်ဒရီအိုနာနာနဲ့ဒီအတေးဘယန်ဒါနဲ့နှစ်ယောက်ကြားထဲမှာကျွန်တော်တို့မပြားများနေရဗျာဘယ်တော့ဂိုးပေးလိုက်ရမလဲဘယ်တော့အမားလုပ်မလဲဆိုတဲ့ခံစားချက်ကနေအခုချိန်မှာဒီမျိုးလေးဖြစ်လာတာတော့ကျွန်တော်တော်လေးတော့သဘောကျတယ်နောက်တန်းမှာဆိုလို့ရှိရင်လည်းပြောဆိုလေးနဲ့သူကသူဒီလစ်ကောမကွာယာရောပြီးတော့တစ်ဖက်ကယူရိုပဲဖြစ်ဖြစ်လူရှောပဲဖြစ်ဖြစ်တော်တော်လေး solid ဖြစ်ပြီးကောင်းလာတာကိုတွေ့ရတယ်ကျွန်တော်မှန်တိုင်းပြောရင်လူရှောရဲ့အဲ့နေရာမှာမကြိုက်ဘူးလီဆန်ဒရိုမာတီနက်စ်ပြန်လာရဲဆိုတော့အဲ့နေရာမှာသုံးမယ်ထင်တယ်အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်အဲ့နေရာမှာယူရိုဝင်ကစားလဲရတာပေါ့နော်လူရှောကတော့3ပွဲမှာ2ပွဲလောက်ကောင်းတယ်ဆိုမှ2ပွဲလောက်မှာနည်းလေးပြရတယ်ဆိုတဲ့ပုံစံမျိုးလေးခံစားရတာလေးတော့ရှိတယ်ဆိုတော့ခြုံငုံပြီးပြပေးရမယ်ဆိုလို့ရှိရင်လက်ရှိ United သွားနေတဲ့ကစားပုံကစားပေါ့အစုအဖွဲ့နဲ့ညီးပြရဲ့ယုံကြည်မှုနဲ့ဘာနဲ့ပေါင်းလိုက်တဲ့အချိန်မှာဆိုရင်တော့ကျွန်တော်စိတ်ထဲမှာဒီ 100% နဲ့ခွဲပြီးတော့ပြောပြမယ်ဗျာ 100% မှာဆိုလို့ရှိရင်ကျွန်တော် turn around ပြန်ပြီးတော့ဖြစ်လာနိုင်တယ်ဥရောပဝင်နေစီကိုပြန်ပြီးမျှော်လင့်လို့ရနိုင်တယ်ဆိုတော့စိတ်ခံစားချက်က 40% လောက်တော့ရှိရပေါ့နော် 60% လောက်ကတော့စောင့်ကြည့်ရအောင်မယ်ဘာလို့လဲဆိုတော့နောက်ဘက်မှာကျွန်တော်တို့အများတိုင်းလိုရှုံးနေတဲ့နောက်ဆုံးကျွန်တော်မှတ်မိတော့300ဒီစရိုက်လာမသိဘူးရှုံးထားတဲ့ Brighton ကိုသွားပြီးတော့ရင်ဆိုင်ရမှာဆိုတော့အပွဲတော်လေးကိုမလွယ်ရေးချမလွယ်တဲ့ပွဲစဉ်ပေါ့နော်ဆိုတော့ Brighton အသင်းကိုနိုင်သွားတယ်ဆိုလို့ရှင်တော့တကယ်ကို turn around ပြန်ဖြစ်ပြီးတော့3ပွဲစရိုက်နိုင်ပါတယ်ပါလေဖြစ်လာနိုင်တယ်ဆိုတော့အပွဲကိုကျွန်တော်စောင့်ကြည့်ရမယ်အပွဲမှာဒါ result ကောင်းခဲ့မယ်ဆိုလို့ရှင်တော့ turn around ပြန်ပြီးဖြစ်လာနိုင်တယ်ဆိုတော့စိတ်ကံစားချက်ကတော်တော်လေးရလာတယ်လို့ကျွန်တော်တော့ပြောချင်တာပေါ့နော်အကြောင်းမလို့လူချင်းမင်းတို့နားနိုင်သွားတဲ့ Liverpool ကို win over ဖြစ်သွားတဲ့ပွဲပြီးမှဆိုလို့ရှင်ဘယ်လိုမျိုးခံစားချက်လေးရှိလဲတကယ်ရော turn around ပြန်ပြီးတော့ United တင်ရခေါင်းမော့လာနိုင်လားဥရောပဝင်နေစီအထိရောမျှော်လင့်လို့ရလာပြီလားဆိုတော့ဘယ်လိုမျိုးထင်မြင်စားမိရလေးရှိလဲ comment ထဲမှာဝင်ရေးခဲ့လို့ရပါတယ်ကျွန်တော်တိတ်ပြီးတော့နေမကောင်းသေးတဲ့အတွက်ကြောင့်အတန်အဆင်မပြေတော့၎င်းရုပ်အဆင်မပြေတော့၎င်းတခုဖြစ်နေဆိုလို့ရှိရင်လည်းကြိုပြီးတော့တောင်းပန်ထားခြင်းပါတယ်ကျွန်တော်ရဲ့ channel လေးနဲ့ video လေးကိုကြည့်နေတဲ့ဆိုလို့ရှိရင် like and subscribe like and follow လေးပဲကူညီခဲ့လို့ရပါတယ်ကျွန်တော်တို့နောက်ထပ် video တစ်ခုကြာမှပြန်လည်ဆွေးနွေးကြတာပေါ့